တချို့ကငွေမရှိတဲ့အတွက်ကြောင့်မျက်နှာငယ်တယ်အမှန်တရားကိုပြောရမယ်ဆိုရင်တော့ငွေမရှိရင်တော့မျက်နှာငယ်တာပဲငွေမရှိတဲ့အခါသူများသုံးသလိုမသုံးနိုင်ဘူးသူများသွားသလိုမသွားနိုင်ဘူးသူများလုပ်တဲ့အလုပ်တွေမလုပ်နိုင်ဘူးဥပမာအားဖြင့်ဖျားဘူးသွားတယ်စသည်ဖြင့်စိတ်အပန်းဖြေဖို့သွားတဲ့အလုပ်တွေတောင်မှငွေမရှိတော့မလုပ်နိုင်ဘူးအဲ့တော့ကိုကငွေမရှိတော့လူရလည်းမဝင်ဘူးအပေါင်းအသင်းလည်းမလုပ်ကြဘူးမှန်တယ်အဲ့ဒီအရာအတွက်ကတော့ငွေမရှိရှိအောင်ကြိုးစားလို့ပဲပြောရမှာဘလို့ရှိအောင်ကြိုးစားရမှာလဲဆိုရင်တော့ဒါကတော့ကိုယ်ပတ်ဝန်းကျင်မှာလိုလျင်ကြံစနီးလန်းရပဲတမတ်ကြတဲ့စီဝါရှာနေနဲ့စီဝါရှာပြီးငွေရှိအောင်ကြိုးစားရမှာပေါ့အဲ့လိုရှိအောင်ကြိုးစားပြီးတော့မှလဲဒါနလုပ်ခြင်းလဲငွေရှိမှလုပ်လို့ရတာသီလဆောက်တည်ခြင်းလဲကျောင်းတွေဘာတွေသွားပြီးတော့သီလယူတယ်လှူတယ်တန်းတယ်နဲ့ပြုပြီးမှသီလယူကြတာဆိုရင်လဲငွေရှိမှပဲကိုယ့်အိမ်မှာကိုသီလဆောက်တည်မယ်ဆိုရင်လဲဒီကိုတနတ်စာစားမဲ့ဓမင်းကအစဒါအစဉ်သင်းရှိနေမှသီလဆောင်လို့ရတာကိုဘာဝနာပွားများမယ်ဆိုလဲငွေရှိမှပဲတရားစခန်းသွားတယ်ဆိုရင်ငွေကုန်တာပဲဒါကြောင့်လိုအပ်တဲ့အရာဖြစ်တဲ့အတွက်ကြောင့်ရှာရမယ်အဲ့ဒါကတနည်းနောက်တနည်းကအဲ့ဒီလိုမသုံးနိုင်တဲ့အခါမှာမျက်နှာငယ်တယ်အပေါင်းအသင်းမလုပ်ကြဘူးဖယ်ထားကြတယ်စားစရာရှိလို့စားရင်တော့ကိုယ့်ကိုမဖိတ်ဘူးဒီလိုမျိုးတွေဖြစ်လာတယ်အဲ့ခါမျိုးဆိုရင်တော့ငွေမရှိလဲအာမငယ်နဲ့ဂုံတိတ်ခါတည်တာအဓိကသီလကုံသမာဓိကုံပညာကုံဆိုတဲ့အရာတည်တာလည်းအဓိကပဲနောက်ကိုယ့်ရဲ့ကိုချင်းစရိုက်ကောင်းမွန်နေဖို့ကအဓိကပဲဂရိတ္တစာတည်တယ်ဆိုတဲ့အရေးချင်းတည်အဓိကပဲအဲ့ဒါဂုံပဲလူတယောက်ဒီပြောတဲ့အတိုင်းလုပ်တဲ့အရာကိုသာလင်ပြောတယ်တတ်နိုင်တာကိုလုပ်တယ်မတတ်နိုင်တာတွေကိုဂရိပေးလို့မရှိဘူးသူ့အပြောနဲ့သူ့အလုပ်နဲ့အမြဲတမ်းကိုက်ညီတယ်အဲ့ဒါသူ့ရဲ့ဂုံတိတ်ခါပဲငွေတော့မရှိဘူးဒီဂုံတိတ်ခါရှိနေတဲ့အတွက်ကြောင့်တသက်စားမကုန်ဘူးလို့ချမ်းသာခြင်းမှချမ်းသာမယ်သို့တော့တသက်မငတ်ဘူးရိုးဂုံသည်တသက်စားမကုန်ဘူးအဲ့ဒီလိုပဲဘသူကဘလို့နှိမ့်ငွေမရှိလို့ပဲကိုယ့်ကိုဘလို့ပဲချိုးနှိမ့်စိတ်ထက်မှမထားနဲ့ဂယုလည်းမဆိုင်နဲ့ကိုသေလို့ရှိရင်ဘယ်အရာကကိုယ့်ကိုမြင့်ရာကိုပို့ပေးမှလဲဆိုတာကိုသာစဉ်းစားလိုက်ကိုသီလအမြဲလုံနေရင်မြင့်ရာကိုရောက်မှသေချတယ်ဒီဘဝမှာနှိမ့်ကြနေပြီမဲ့နောက်ဘဝမြင့်မှာအသေးချပဲစိတ်နေမြင့်မှာဘဝမြင့်တာအဲ့တော့သီလကုံဆိုတဲ့အရာကိုထိမ့်သိမ့်တယ်တမာတိကုံတီကြီးနေတတ်တယ်တီကြီးပြောတတ်တယ်ပညာကုံကောင်းတာမကောင်းတာခွဲခြားနိုင်တယ်ကုသိုလ်အကုသိုလ်ခွဲခြားနိုင်တယ်နောက်ဝိပဿနာဉာဏ်ဆိုတဲ့တရားတွေနဲ့ပြည့်စုံအောင်အားထုတ်တယ်အဲ့ဒီဂုဏ်တွေကသာတစ်သလုံးကျင့်နဲ့နေစေသောနောင်တမရစေသောဂုဏ်တွေပဲအဲ့ဒီဂုဏ်တွေနဲ့နှစ်သက်ပြီးတော့နေလိုက်ဒီဂုဏ်ရှိရင်ပီတိရှိတယ်ပီတိရှိရင်အေးချမ်းတယ်အဲ့တော့တမာတိကိုရတယ်သိတဲ့အခါအကျိုးပေးကောင်းတာကအဲ့ဒီသီလဂုဏ်တမာတိဂုဏ်ပညာဂုဏ်ယောဂုဏ်ဆိုတဲ့အရာတွေပါပဲဒီတဘဝစာဆင်းရဲတယ်လို့ထင်ရပေမဲ့ခဏတာပါပဲဒီမှာဝမ်းစာလာဖြစ်တယ်လို့သာစိတ်ထဲမှာထားလိုက်ပါဖြစ်လျာဘဝတို့မှာမြင်မာတဲ့အနေအထားတွေကိုပေးနိုင်တာဟာသီလဂုဏ်တမာတိဂုဏ်ပညာဂုဏ်ပါပဲလို့ဒါကြောင့်ငွေမရှိလဲအာမငယ်နဲ့ဂုဏ်ရှိအောင်နေပါလို့သာသမီလှုပ်ရှားနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်မိဘတွေဟာကိုယ်ဘဝလက်နှလုံးပခုံးလက်နှသိအရွယ်တုန်းကအဆအဆကြည့်ရှုဆောင်ရှောက်ပြီးတော့ကျွေးမွေးပြိုးထောင်ခဲ့တာမှန်တယ်ကြီးလာတဲ့အချိန်ကျတော့မိဘတိုင်းဟာကိုယ်အိုမင်းမဆွမ်းဖြစ်တဲ့အချိန်မှာသာသမီရဲ့ဆောင်ရှောက်မှုကိုအမှန်တကယ်လိုအပ်တယ်ဆွေမျိုးအရင်ဆိုတာသာသမီပဲရှိတာကိုဒါကြောင့်သာသမီတွေပြန်ပြီးတော့ကြည့်ရှုဆောင်ရှောက်ပါမှသူတို့ဘဝတွေဟာအနေချောင်ရတာတတ်တာခွင့်ရကြတာသာသမီကိုမှအာမကိုရရင်ကျန်တဲ့သစိမ့်ဘယ်လိုအာကိုမလဲဒီတော့မိဘအိုမင်းမဆွမ်းဖြစ်လာတဲ့အချိန်မှာသာသမီဟာတာဝန်အရှိဆုံးလူပဲကိုမိဘကိုအိုမင်းမဆွမ်းဖြစ်လာလို့မကြည့်နိုင်လို့ပြစ်ထားလိုက်တဲ့အခါကို့အလဲဆိုတာလည်းရောက်လာအောင်မှာကို့အလဲလေကိုယ့်ရဲ့သားသမီးတွေနဲ့
ကိုရင်ဆိုင်ရအောင်မှာကိုယ်တိုင်ကဒီလိုစိတ်ထားမျိုးရှိတယ်ဆိုကိုမွေးလာတဲ့သားသမီးရလည်းဒီလိုစိတ်ထားမျိုးရှိမယ်ဆိုရင်ဘယ်လိုနေမလဲကိုအလဲကြရင်လေကိုသားသမီးကဒီလိုပဲမကြွေးနိုင်လို့ဆိုပြီးတော့စွန့်ပစ်လိုက်ရင်ကိုဘယ်လိုမျိုးခံစားရမလဲဒါကိုနားလည်ဖို့လိုအပ်တာနောက်တစ်ခုကတော့သားသမီးလှုပ်ရှားကိုစားတော့မိဘဒါကရှုထောင့်တစ်ခုကနေပြောတာမိဘကအရွယ်ရောက်လာတဲ့သားသမီးတွေရဲ့လှုပ်ရှားကိုစားခြင်းတယ်တချို့မိဘတွေကြတော့မွေးလာကြတဲ့ကိုကသားသမီးကိုပညာသင်ပေးဖို့ထက်အလုပ်လုပ်ခိုင်းပြီးတော့သူ့အစဉ်ပြေဖို့ကိုစဉ်းစားလာတဲ့မိဘမျိုးအဲ့ဒီမိဘမျိုးကမလိမ္မာတဲ့မိဘမျိုးသားသမီးတွေကိုတည်တင်တည်ထိုက်သောရှိတင်ရှိထိုက်သောပညာအရေးချင်းဖြစ်အောင်မပြိုးထောင်ပေးဘဲနဲ့စောစောစီးစီးအလုပ်ထဲမှာခိုင်းလိုက်တဲ့အခါအဲ့ဒီသားသမီးတွေဟာအမြင်မကျဲသောအသိပညာအတတ်ပညာတို့အားနည်းသောသားသမီးဖြစ်လာတဲ့အတွက်ရလက်အနေနဲ့ကိုယ့်ရဲ့မိသားစုထဲမှာလည်းပဲချွေရင်းချက်တွေဖြစ်လာတတ်တယ်။နောက်ကိုကသားသမီးလှုပ်ရှားကိုစားဖို့လောက်ပဲစဉ်းစားလာတဲ့အခါသားသမီးတွေကမိဘရဲ့ဝတ်ကြွေးကိုလာဆက်နေရတယ်လို့မျိုးဖြစ်သွားကြတာတွေရှိတယ်။သားသမီးဘလို့ပင်ပန်းနေတာလဲဆိုတာကိုညာတာနိုင်စွမ်းမရှိကြဘူး။သားသမီးသူ့ရဲ့ချွေးနဲ့သွေးနဲ့ရှာထားတဲ့အရာတွေကိုလောင်းကစားလုပ်ပြီးတော့ဖြုံးပစ်တဲ့မိဘမျိုးမလိုတာတွေဝယ်သုံးပြီးတော့ဖြုံးပစ်တဲ့မိဘမျိုးဘလောက်သားသမီးကရှာကြွေးမလောက်နိုင်အောင်ဖြုံးတီး၍လော်မာသောမိဘမျိုးဆိုတာလည်းပဲရှိနေတဲ့အခါအဲ့ဒီသားသမီးလှုပ်ရှားကိုမစားသင့်ဘူးဒီလိုမိဘမျိုးကိုသားသမီးကလည်းလှုပ်ကြွေးဖို့ရာအတွက်မတန်ဘူးမိဘကျေးဇူးဆက်ရမယ်ဆိုတာမှန်ပေမဲ့လို့စားဖို့ဝတ်ဖို့ဆိုတဲ့အရာထက်ပိုပြီးတော့မိဘလောင်းကစားဖို့မိဘဖြုံးတီးဖို့ဆိုတဲ့အရာမျိုးမပါဘူးဆိုတာကတော့လက်တွေ့နေရောယုတ်တိနေရောဘာသာရေးရှုထောင့်ကကောဘယ်ဘက်ကကြည့်မသိတော့ဘူးမိဘတရားအားထုတ်မှမလို့မိဘသီလအနှစ်တမာတိအနှစ်ပညာအနှစ်ပြည့်စုံဖို့အတွက်ဆိုတဲ့အရာမျိုးတွေကပံ့ပိုးကောင်းပေမဲ့မိဘလောင်းကစားဖို့မိဘဖြုံးတီးဖို့မိဘလော်မာဖို့မိဘကြွားဝါဖို့ဆိုတဲ့အရာအတွက်တော့တာဝန်မရှိတာအမှန်ပါပဲဒါကြောင့်သားသမီးတွေကိုလည်းပဲညာတာတက်တဲ့မိဘမျိုးရှိတင်တယ်သားသမီးတွေဘက်ကလည်းမိဘတာဝန်ကျေတဲ့သူဆိုရင်တစ်ချိန်ကျရင်ပြန်ပြီးတော့လှုပ်ကြွေးတင်တယ်နှစ်ဖက်မျှသောအတွေ့အခေါ်ကိုပေးခြင်းသာဖြစ်ပါတယ်အားလုံးသားသမီးနဲ့မိဘအစဉ်ပြေတဲ့ဆက်ဆံရေးတွေရှိကြကုန်၍တိုးတက်အောင်မြင်တဲ့မိသားစုတွေပိုင်ဆိုင်နိုင်ကြပါစေတယောက်တည်းနေရတဲ့သူတွေဟာအားငယ်တတ်တယ်ဒါအမှန်တရားပါပဲတယောက်တည်းဖြစ်သွားပြီဆိုလို့ရှိရင်ကိုယ့်ဘာသာကိုအလိုလိုနေရင်တယောက်တည်းနေရလို့ဆိုတဲ့စိတ်ကလွှမ်းမိုးပြီးတော့အထီးကျန်စွာနဲ့အားငယ်တတ်တယ်ဘယ်လိုပဲအားပေးတယောက်တည်းသမားကတော့အားငယ်တာအမှန်ပဲတရားလုံနေပါတယ်ပြောလဲတရားလွတ်ထားတဲ့အချိန်အားငယ်တာပဲကိုမနိုင်တဲ့အရာတခုလှုပ်เสียပေါ်လာရင်အားငယ်စိတ်ကပေါ်လာတာပဲကိုတယောက်တည်းနဲ့မပြီးတဲ့ကိစ္စတွေပေါ်လာတဲ့အခါအားငယ်တာအမှန်ပဲအဲ့ဒီအားငယ်စိတ်တွေကိုတိုက်ထုတ်ပလိုက်ဖို့ကတော့ကိုအားမထားတာပါပဲကိုအမြဲတမ်းအလုံးရှုံနေအောင်နေရတယ်တပစီလဲရင်လဲကြမ်းတိုင်ရင်တိုက်အဲ့တော့ရှိတဲ့အလုပ်တစ်ခုခုကိုလုပ်ပြီးတော့အချိန်ကုန်စေရတယ်အဲ့ဒီလုပ်နေရင်မှသမထနဲ့တော်၎င်းဝိပဿနာနဲ့တော်၎င်းအမြဲနေနိုင်အောင်ကြိုးစားရတယ်ကျန်တဲ့မလိုအပ်တဲ့အရာတွေခေါင်းထဲမရောက်အောင်ဂုံတော်ဆိုတဲ့မြတ်စွာဘုရားဂုံတော်ပွားခြင်းအလုပ်ကိုလုပ်ပေးနေရမယ်ဂုံတော်ပွားခြင်းအလုပ်ဖြင့်ဘုရားနဲ့ကိုယ်နဲ့ပို့ပြီးတော့နေတယ်မြတ်စွာဘုရားကိုကြည်ညိုစိတ်ကြောင့်စိတ်ကကြည်လင်တဲ့စိတ်နဲ့ဆိုတော့စိတ်ညစ်စရာတွေမတွေးမိတော့ဘူးအဲ့လိုအညစ်တွေရောက်မလာစေသောကောင်းသောအာယုံကိုယူပြီးတော့တစ်နေ့တာလုံးကိုအားမထားဘဲနဲ့နေရတယ်အဲ့ဒီလိုသမထဝိပဿနာလုပ်တဲ့အားသွားပြီဆိုရင်လေကိုတယောက်ရဲ့ဝမ်းစာအတွက်လုပ်တဲ့အလုပ်တွေကိုအချိန်ပေးပြီးတော့ဒါအလုပ်ကိုပိုကြိုးစားအလုပ်ကိုပိုပြီးတော့လုပ်အနာမထားနဲ့ကျမ်းမာရေးကိုလည်းဂရုစိုက်သောအပြင်ကိုလက်လေးချင်ကန်းတွေအမြဲလုပ်
နည်းနည်းလေးမှအာမထပဲနဲ့စာဖတ်တင်စာဖတ်အချိန်တွေမပြုံးမဲနဲ့နေမယ်ဆိုလို့ရှိရင်နေသားကြသွားလိမ့်မယ်တယောက်တည်းနေတာပိုပြီးတော့တောင်အတိတ်ပဲပြည့်စုံလာတယ်လို့ခံစားရလိမ့်မယ်အဲ့တော့တယောက်တည်းသမားအာမနေရဘူးအားရင်လူတွေရဲ့စိတ်ကဖောက်ပြန်တတ်တယ်အားသွားရင်မဟုတ်တဲ့အတွေးတွေဝင်လာတတ်တယ်အားသွားရင်တခြားသောကိလေသာတွေဝင်လာတတ်တယ်အဲ့လိုအညစ်တွေဝင်မလာအောင်လို့စိတ်ကိုအမြဲတမ်းတန့်စင်ပြီးတော့တက်ကြွနေအောင်လို့အလုပ်တစ်ခုကိုအမြဲတမ်းလုပ်နေရမယ်ပြောခဲ့ပြီးတဲ့အတိုင်းပဲဘာမှလုပ်စရာမရှိရင်တအိမ်လုံးကိုတန်ရှင်းရေးတာလုပ်နေတကူပြည့်တကူလုပ်အဲ့ဒီလုပ်လို့မောသွားရင်သမထဝိပဿနာလုပ်အဲ့တန်ရှင်းရေးလုပ်နေရင်လေသမထဝိပဿနာပွားနေလို့ရတာပဲဒီတော့အကောင်းဆုံးနည်းကတော့စိတ်ကိုကမ္မထအာယုံတစ်ခုခုယူပြီးတော့အလုပ်လုပ်နေပါအဲ့ဒါပြည့်စုံသွားပါလိမ့်မယ်လိုအပ်တဲ့အချိန်မှာစကားပြောရမယ်သူလည်းပေါ်လာတတ်တာပါပဲလိုအပ်တဲ့အချိန်မှာအလုပ်တူတွဲလုပ်ရမယ်သူတွေလည်းပေါ်လာတတ်တာပါပဲအမြဲတမ်းတော့အထီးမချန်တတ်ပါဘူးအဲ့အထီးချန်တယ်ဆိုရင်လည်းအထီးချန်တဲ့ဘဝမှာသာအသားကြောင်နေလိုက်ပါမအားမလတ်အလုပ်လုပ်နေခြင်းအပြင်နေသားကြောင်နေလိုက်ပါအဆင်ပြေသွားပါလိမ့်မယ်တချို့ကတရားဆိုတာအာကိုရာလို့သိတော့သိတယ်ဒါပေမဲ့အဲ့ဒီတရားကိုနှလုံးသားထဲမှာအမြဲတမ်းကိန်းအောင်မလုပ်ကြတာကပြဿနာတရားအကြောင်းကိုစကားများများပြောတတ်တယ်သို့တော့သူပြောနေတဲ့တရားစကားတွေအတိုင်းကျင့်သုံးဖို့ကြပြန်တော့တွန့်ဆုတ်နေကြတာကိုတွေ့နေရပြန်ရောအဲ့တော့ဘာနဲ့တူလဲဆိုတော့အဆန်ချောင်းနေတဲ့အသီးတွေနဲ့တူတယ်အတန်ဒေတာမြည်ပြီးတော့အနှစ်မရှိတော့ဘူးအနှစ်မရှိတဲ့အတွက်ကြောင့်ဒီတရားရဲ့အရာသာဒီဟုသောအေးချမ်းခြင်းတွေတည်ငြိမ်ခြင်းတွေရင့်ကျက်ခြင်းတွေမတွေ့ရဘဲနဲ့လက်ပေါ်လော်လီပြီးတော့အဆန်ချောင်းနေတဲ့အသီးတစ်လုံးလုံးပဲကလပ်လက်နဲ့အတန်တွေထွက်နေတယ်အဲ့တော့ဒါဟာတကယ်တရားရဲ့ရလမဟုတ်ဘူးဘဝတစ်ခုလုံးနေလာတဲ့အချိန်မှာဒီတရားတွေကိုသိထားတယ်လောကသည်မမြဲလောကသည်ဆင်းရဲတယ်လောကသည်အဆိုးမရသိနေပေမဲ့လည်းပဲမမြဲတဲ့အရာတွေကိုစုပ်ကင်ထားစေပဲဆင်းရဲတဲ့အရာတွေကိုဖတ်တွယ်ထားစေပဲဖောက်ပြန်တတ်တဲ့အရာတွေကိုပိုင်ဆိုင်ခြင်းတုံးပဲဒီလိုပိုင်ဆိုင်ဖို့ကြိုးစားနေရင်လည်းကိလေသာတွေကပွားစေပဲအသက်ကြီးလာလည်းပဲကိလေသာကရော့မသွားဘူးလောဘပို့ပြီးတော့ကြီးလာတယ်အတ္တပို့ပြီးတော့ကြီးလာတယ်မာနပို့ပြီးတော့ကြီးလာတာတွေ့ရတယ်အရွယ်ရောက်လာသည်နဲ့အမျှမေတ္တာပေးနိုင်ရင်ဂုဏ်ရှိလာတယ်အသက်ကြီးလာတဲ့သူတွေမေတ္တာပေးနိုင်လာတဲ့သဘောမျိုးတွေ့လာပြီးသူတို့ကိုကြည်ရတာအမြဲအေးချမ်းတာပဲလို့ပြောရလောက်အောင်တရားနဲ့ပြည့်နေတဲ့သူတွေလောကမှာရှိတယ်အမှန်ကအဲ့ဒီလိုဖြစ်ရမှာတစ်နှစ်ကြီးလာတာနဲ့တစ်နှစ်ပို့ပြီးတော့ငြိမ်သက်ပြနိုင်ရမယ်တစ်နှစ်ကြီးလာတာထက်တစ်နှစ်ပို့ပြီးတော့တည်ကြည်မှုကိုပြနိုင်ရမှာဒီလိုမဟုတ်ဘဲနဲ့ကြီးလေမိုက်လေကြီးမိုက်တွေများလာပြီးတော့တေတဲ့ဒီလောဘကလည်းအတော်မတတ်နိုင်တေတဲ့ဒီဒေါသကလည်းအတော်မတတ်နိုင်တေတဲ့ဒီမာနကလည်းကြီးနေတာကတော့ဘယ်သူမှကယ်လို့မရနိုင်တော့ဘူးတရားမြင်မဲ့အချိန်များရှိသေးရဲ့လားလို့မေးရမလို့ဖြစ်နေပါတယ်တရားတွေအင်မတန်မှထွန်းကားနေပါတယ်တရားစကားတွေအများကြီးကြားနေရပါတယ်တရားတွေကိုလည်းကိုယ်တိုင်လည်းပဲလေ့လာနေတဲ့သူတွေများလာနေပါတယ်များလာသလောက်အတ္တတွေတိုက်ပွဲဆင်နေတာတွေတွေ့ရတယ်များလာသလောက်လျက်ပေါ်လော်လီစွာနဲ့ဂုံဖော်ကြွားဝါတာမျိုးတွေအများကြီးတွေ့လာရတယ်များလာသလောက်တဝူးနဲ့တဝူးမေတ္တာမထားနိုင်ပဲရန်ဆောင်နေတာတွေတွေ့တာများလာရတယ်ဘာကြောင့်လဲတရားတကယ်မမြင်လို့ပေါ့တရားကစာအနေနဲ့မှတ်ထားဖို့မဟုတ်ဘူးလက်တွေ့ကျင့်သုံးပြီးတော့နှလုံးသားထဲမှာကိန်းအောင်လုပ်ပြရတဲ့အရာမြတ်စွာဘုရားကအဲ့ဒီစာတွေကိုဒါတွေကိုစာအနေနဲ့ပဲသိဖို့ဟောခဲ့တာမှမဟုတ်တာတကယ်လိုတဲ့သူတွေကိုလိုတဲ့အချိန်မှာလက်တွေ့ဟောခဲ့တဲ့တရားတွေပူလောင်နေတဲ့သူတွေကိုငြိမ်းအေးစေဖို့အတွက်ဓာတ်ရိုက်ဟောခဲ့တော်တရားများဒုက္ခရောက်နေတဲ့သူတွေကိုအဲ့ဒီဒုက္ခတွေကနေကြော်ဖြတ်နိုင်ဖို့အတွက်ဓာတ်ရိုက်ဟောခဲ့တော်တရားတွေကိုတွေကတဆင့်ခံနဲ့ပြန်ပြီးတော့လေ့လာနေကြတာဒီတော့ကိုနဲ့
ဓာတ်ရိုက်မသက်ဆိုင်တယ်လို့ဖြစ်နေတယ်ဘုရားဟောခဲ့တော့ကဆိုင်တဲ့ပုဂ္ဂိုလ်ကိုမျက်နှာချင်းဆိုင်ဟောခဲ့တဲ့တရားတွေလက်တွေအသုံးချတဲ့သူတွေချက်ချင်းအေးသွားအောင်ဟောတဲ့တရားတွေဆိုတာကိုသိနေဖို့လိုတယ်ကျင့်လိုက်ပါအရွယ်ရောက်လာသည်နဲ့အမျှတရားနဲ့ရင့်ကျက်အောင်ကြိုးစားလိုက်ပါဒါမှဘုရားတပည့်ပြီးသားမှာပေါ့မဟုတ်ရင်တော့အဆန်ချောင်နေတဲ့အသီးတွေဖြစ်နေမှာပေါ့အတန်လေးသာထွက်ပြီးတော့အနှစ်ကဘာမှမရှိတဲ့လောကကြီးဖြစ်နေတော့ပူလောင်တာပဲအဖတ်တင်တယ်ဘုရားတပည့်တွေပူလောင်လိုက်တာလို့အဖြစ်မခံပါနဲ့တေတဲ့အထိမိုက်နေတဲ့သူတွေလည်းအဖြစ်မခံပါနဲ့အဆန်ချောင်နေတဲ့အသီးတွေလိုမျိုးလည်းအဖြစ်မခံပါနဲ့မိုက်နေအောင်မဲ့ဆိုရင်ဒီဘဝတရားမြင်မဲ့အချိန်ကိုရှိသေးရဲ့လားလို့မေးရပါလိမ့်မယ်တရားသာကျင့်ကြံကြပါတရားသည်သာအနှစ်ပါတရားသည်သာတမလွန်မှာအားကိုးရမယ့်အရာအစစ်ပါတူးကကောင်းရင်တူးကမကောင်းတတ်ဘူးအဲ့ဒီလောကမှာညီမြချင်းတွေလိုချင်နေကြတယ်ကိုကကောင်းရင်သူလည်းကောင်းစေခြင်းတယ်ကိုကသစ္စာရှိရင်သူကလည်းသစ္စာရှိစေခြင်းတယ်ဒါလိုအပ်ချက်လောကလူသားအလုံးလိုအပ်နေတဲ့အရာလိုအပ်တဲ့လောက်လဲမရနိုင်တဲ့အရာဖြစ်နေတယ်လောကတဘာဝကိုကအလိုလိုက်ရင်ရောင်းတတ်တယ်ညနေသားပေးရင်ရွှေရည်ပကံတတ်တယ်ခွေးလေးအယောဝင်တော့ပရက်နဲ့ရလုတ်တတ်တယ်ဆိုတဲ့အရာတွေကျွန်းကိုယုံလိုက်တော့ဇုံလုံးကန်းသွားတတ်တယ်ဒီလိုမျိုးတွေဒါတွေကရှိနေတဲ့အတွက်ကြောင့်ဘယ်တော့မှညီမျှတော့ကိုမရဘူးတစ်ဖက်သားကကိုယ့်ဘဝမှာမေတ္တာရှိလို့အဆအရရအနစ်နာခံကောင်းပေးပြီဆိုရင်နင်းမဲ့သူကြီးပဲပေါ်လာတတ်တယ်ရောင်းတက်မဲ့သူကြီးပဲပေါ်လာတတ်တယ်ဥပမာအဖြစ်တူကငွေရှာတယ်တူကသုံးတယ်ဆိုငွေရှာတဲ့သူကရှာလို့သာရှာပေးနေတယ်သုံးတဲ့သူကဘယ်တော့မှကျေးဇူးမတင်ဘူးသုံးတဲ့သူကငွေရှာနေတဲ့သူရဲ့စိတ်ဤပင်ပန်းခြင်းကိုယ်ဤပင်ပန်းခြင်းကိုနားလည်ပေးတယ်ဆိုတာမရှိပဲသူသုံးကျင်တာသုံးရဖို့သာအဓိကထားပြီးတော့တောင်းမြဲတိုင်းတောင်းတာတောင်းနေတာဘယ်တော့မှနားလည်မှုမလာဘူးရာမြဲတိုင်းမရတဲ့နေ့ကျရင်ရန်သူလိုပြန်ဆက်ဆံသွားတာကြီးပဲအဲ့ဒီပြဿနာမျိုးတွေကသားသမီးနဲ့မိဘကြားထဲမှာကိုဖြစ်တတ်တယ်မိဘကအမြဲတမ်းပေးနေတဲ့အခါမပေးနိုင်တဲ့နေ့ကျသားသမီးကရန်လုတ်တယ်သားသမီးကအမြဲတမ်းလှုပ်ကြွေးနေတဲ့အခါမှာအဲ့သားသမီးမပေးနိုင်တဲ့နေ့ကျရင်မိဘကလည်းပဲရန်လုတ်တယ်အဲ့ဒါအပြင်မှာတကယ်ဖြစ်နေတာဒါစိတ်ကူးရင်ဇလန်းတွေမဟုတ်ဘူးအပြင်မှာငွေရှာမပေးနိုင်တော့တဲ့နေ့ကျရင်အဲ့ဒီသားသမီးကိုအပြစ်တွေတင်းနေတဲ့မိဘတွေအများကြီးပဲငွေရှာပေးပြန်တော့လည်းပဲအဲ့ဒီငွေတွေကိုမတော်မတရားသုံးဆွဲပစ်တယ်ဖြုံးတီးပစ်တယ်လုပ်နေတဲ့မိဘတွေအများကြီးပဲအခုဖြစ်နေတာအဲ့ဒီအတိုင်းပဲတယောက်ကကောင်းပေးပေမဲ့နောက်တယောက်ကမကောင်းတတ်ဘူးရောင်းတတ်တယ်တယောက်ကအနစ်နာခံနေပေမဲ့နောက်တယောက်ကအဲ့ဒီအနစ်နာခံမှုကိုအတိအမှန်မပြုဘူးနင်းကြတယ်တယောက်ကမေတ္တာစိတ်ပေးပေမဲ့တယောက်ကအဲ့ဒီမေတ္တာစိတ်ကိုတန်ဖိုးမထားဘူးသူ့ကိုလူပေါ်ကြီးတယောက်လိုအသုံးချသွားတယ်မေတ္တာကြီးလွန်းလို့မလို့အနစ်နာတွေခံနေတာကိုအားတယ်လို့ထင်ပြီးတော့အသုံးချဖို့ကြိုးစားကြတယ်ဘယ်တော့မှတူညီမျှတတဲ့ဆက်ဆံရေးဆိုလားတွေ့ရဖို့ခဲရင်နေတဲ့အနေအထားမျိုးဖြစ်နေတယ်ဒါကြောင့်အမြဲတမ်းအယူကြီးပဲမစင်စားပါနဲ့ပေးတဲ့သူဘက်ကဖြစ်နေတဲ့စိတ်တွေခံစားချက်တွေကိုလည်းနားလည်ပေးနိုင်မှယူပါတတ်နားမလဲပဲနဲ့အသုံးချဖို့တတ်နဲ့တော့လူတဦးတယောက်ရဲ့မေတ္တာကိုတော်၎င်းနားလည်မှုကိုတော်၎င်းအကူအညီကိုတော်၎င်းငွေကြေးကိုတော်၎င်းအလကားမယူခြင်းပါနဲ့လို့ထိုက်တန်မှသာယူပါစားပါသုံးဆွဲပါမထိုက်တန်ပဲသုံးဆွဲထားတဲ့အရာတွေဟာအကျွေးအနေနဲ့တန်တရာတဲ့အထိပါပေးဆံရတတ်တယ်တူကကောင်းရင်ပြန်ကောင်းပေးဖို့ကြိုးစားကြည့်လိုက်ပါလောကကြီးတာယာသွားပါလိမ့်မယ်ရှိလဲမသိစေနဲ့မရှိလဲမသိစေနဲ့လောကကအင်မတန်မှအနေကျက်လောက်တဲ့အထိအန္တရာယ်များတယ်ရှိတာတွေကိုထုတ်ကြွားနေတဲ့အခါကျတော့ရန်သူတွေကိုဖိတ်ခေါ်နေတယ်လို့ပဲအဲ့ဒီလိုရှိတာတွေပြနေလို့လေဘယ်သူမှအထင်ကြီးမသွားဘူးရှိတဲ့အရာတွေကိုအကျိုးရှိတဲ့နေရာတွေမှာသာတိုးတိတ်သုံးဆွဲရင်းဖြင့်အကျိုးရှိမဲ့နေရာလိုအပ်မဲ့နေရာတွေမှာပေးခဲစွန်ကြဲရင်းဖြင့်ကိုယ့်ရဲ့ဒါနအထုပ်ကိုထုတ်သွားဖို့ပဲလိုအပ်တယ်ရှိတာတွေကိုအားလုံးသိအောင်ခဏထုတ်ပြနေတဲ့အခါကျတော့ရန်သူတွေများလာတယ်မနာလိုတဲ့သူတွေပေါ်လာတယ်အဲ့ဒါကိုကပြန်ပြီးတော့အပြစ်မြင်လို့မရဘူးသူတစ်ပါးရှိတာကိုမုဒိတာမပွားနိုင်ဘူးလားလို့မလုပ်နဲ့လူတိုင်းအစဉ်ပြေနေကြတာမဟုတ်ဘူး
တနက်စာတနက်မနေ့ရှာစားနေရတဲ့သူတွေကဘလို့မှဝမ်းမသာပေးနိုင်တာအမှန်ပဲရှိတာတွေကိုဖြုံးပြတယ်ရှိတာတွေကိုသုံးပြတယ်သူတို့အတွက်ဘာမှအသုံးမတည့်ဘူးအသုံးမတည့်တဲ့အပြင်အခွင့်မသာလို့သာဘာမှမလုပ်ကြတာအခွင့်သာရင်ကိုစီကအရာတွေကိုမတော်မတရားတောင်လူယူဖို့အတွက်စိတ်ကူးမဲ့သူတွေပေါ်လာလိမ့်မယ်ဒါကြောင့်ရှိလဲတိုးတိုးတိတ်တိတ်နေလူသိမခံနဲ့မရှိလဲမသိစင်နဲ့မရှိတာကိုသူများသိအောင်လုပ်နေတော့မတနာဘူးမတနာဘဲနဲ့ဘာပြောလဲဆိုတော့ညံ့လို့မရှိတာမကြိုးစားလို့မရှိတာနဲ့ကိုယ့်အခက်ခဲကိုနားလည်ပေးမဲ့သူဆိုတာမရှိဘူးညီးကျင်တဲ့လောက်ညီးကိုချင်းစာမဲ့သူပေါ်လာမှာမဟုတ်ဘူးကိုချင်းစာတဲ့သူတော့ပေါ်မယ်ဘလို့ပေါ်မလဲဆိုတော့ပါစက်လောက်ပဲတနာပါတယ်ဒီလောက်ပဲကိုဒီလက်ရောက်နေကိုညီကျင်တဲ့သူပေါ်အောင်တော့အနောက်ဆက်အဟံတားတွေပေါ်လာတာပဲဒါဒီတော့ကိုအားကိုပြီးတော့တိုးတိတ်တိတ်နေတာပဲကောင်းတယ်မရှိတာတွေကိုလူသိအောင်လုပ်ပြန်တော့လေအထင်အမြင်လွဲပြီးတော့ကိုတောင်ပြန်ပြီးတော့အပြစ်တင်သွားသေးတယ်အဲ့တော့အကျိုးရလဒ်ဘာမှမရှိတဲ့အတွက်ရှိလဲမကြွားနဲ့မရှိလဲငိုမပြနဲ့အမြဲတမ်းတီတီငြိမ်ငြိမ်နဲ့ရင်းရင်းကြက်ကြက်သာနေရှိလို့ခဏပြမိတယ်ရှိလို့မလို့ကိုဘာသာကိုသုံးတာပဲဆိုပြီးတော့သုံးပြတယ်ရန်သူတွေပေါ်လာတယ်ဆိုတာဘယ်တော့မှမမေ့ပါနဲ့ကိုအိမ်နေနာခြင်းကအစအမြင်မကြည့်တော့ဘူးဆိုတာကိုသတိထားလိုက်ပါကောင်းတဲ့ကုသိုလ်လုပ်ရင်တောင်မှကိုလှူနိုင်လို့လှူတာတောင်မှအပြစ်မြင်တဲ့သူကမြင်သေးတာကိုပြီးတော့တိုးတိတ်နေတတ်မှကောင်းတာမရှိတဲ့အခါမှာလည်းပဲခဏညီးနေတော့ညီးပြမနေနဲ့လူတိုင်းကဒုက္ခတွေနဲ့ကြည်ပဲဆိုကိုချင်းမစားတဲ့အပြင်ကိုယ့်ရဲ့ဒုက္ခကိုတောင်မှပြည့်ရပြူသွားတာခံရလိမ့်မယ်ကိုအပြစ်တင်သွားတာသာအဖတ်တင်လိမ့်မယ်လူတွေရဲ့တနာညာတာမှုတွေကိုရချင်တယ်လို့မရဘူးတကယ်တမ်းတနာညာတာမယ်ဆိုကိုအနားမှာရှိတဲ့သူအနားမှာပတ်ဝန်းကျင်မှာရှိနေတဲ့သူသူတို့သာငဲ့ညာတတ်တဲ့စိတ်ရှိလို့ရှင်ငိုပြနေစရာတော့မလိုဘူးအစဉ်ပြေသွားမှာဒီတော့ရင့်ကျက်တဲ့စိတ်နဲ့သာနေထိုင်ပါရှိလဲမကြွားတတ်ဘူးမရှိလဲအာမငယ်တတ်ဘူးတိုးတိတ်သာနေ၍ရှိလဲလူသိမခံနဲ့မရှိလဲလူမသိစေနဲ့ဒီအတိုင်းသာဘဝကိုရင့်ကျက်စွာကြောဖြတ်ကြရတာအစဉ်ပြေစွာကြောဖြတ်နိုင်ပါစေလို့ဆုတောင်းပါတယ်အားလုံးရင့်ကျက်သောစိတ်ထားဖြင့်တည်ငြိမ်တဲ့ဘဝတွေရကြပါစေလူတွေနဲ့ဆက်ဆံနေတဲ့နေရာမှာအယောင်တွေမျိုးစုံရှိနေတယ်ပုံမှန်ပကတိအတွင်းစိတ်ကိုမမြင်ရဘဲနဲ့ဟန်ဆောင်ထားတဲ့မျက်နှာပုံတွေအများကြီးရှိနေတယ်အဲ့တော့ကောင်းတဲ့စကားတွေအများကြီးပြောနေပေမဲ့ကိုယ်ရမှာသူဟာဒုစရိုက်တွေနဲ့ပြောနေတဲ့သူဖြစ်နေတာကိုလည်းတွေ့ရတတ်တယ်လူတွေရဲ့အတွက်ကောင်းကျိုးဆိုတဲ့အရာကိုလှုပ်ဆောင်နေပေမဲ့ကိုယ်ရမှာရက်ဆက်တတ်တဲ့သူတစ်ယောက်အသုံးချတတ်တဲ့သူတစ်ယောက်ဖြစ်နေတာကိုတွေ့ရတတ်တယ်အထင်နဲ့အမြင်တလွဲစီတွေဖြစ်နေတာတွေကိုမြင်ရတတ်တယ်မြင်တတ်တဲ့မျက်လုံးနဲ့ဉာဏ်ရှင်ပြီးတော့ကြည့်လိုက်ပါလူသားတွေရဲ့အတွက်ကောင်းကျိုးတကယ်လုပ်တဲ့သူတွေကအင်မတန်မှစိတ်ထားဖြူစင်ပြီးတော့အနစ်နာခန္ဓာတွေ့ရလိမ့်မယ်သူတို့ကိုကြည့်လိုက်ရင်ပင်ပန်းနေတာကိုပဲတွေ့ရမယ်တာတာယာယာရှိနေတယ်လို့ဘယ်တော့မှမရှိဘူးလူတွေရဲ့အတွက်ခါးစည်းခံပေး၍ကောင်းကျိုးလိုလားတဲ့သူရဲ့နှုတ်ကထွက်လာတဲ့စကားလုံးတွေကလည်းတန်စာဆင်ထားတာမရှိဘူးရိုးတန်ဓာတ်ရိုက်စကားတွေဖြောင်းစကားတွေကိုသာကြားရပါလိမ့်မယ်အဲ့တော့အပင်ဖြောင်းရင်တက်ရခတ်တယ်စကားဖြောင်းတော့ကြားရခတ်တယ်ဆိုတဲ့အတိုင်းပဲဖြောင်းကြီးတွေပြောနေတဲ့အတွက်ကြောင့်မလို့သူတို့အနားမှာလူတွေမရှိတာလောက်ပဲရှိတာစကားကိုလှည့်ပတ်တွယ်ဝိုက်ပြီးတော့တန်စာတွေဆင်ပြီးတော့နားထောင်ကောင်းအောင်ပြောနေတဲ့သူတွေကိုကြတော့လူတွေဝန်းရံနေတာအပြောသမားကိုသာဝန်းရံနေကြတာအလုပ်သမားဆိုလို့ရှင်ရှောင်သွားကြတယ်တကယ်လိုအပ်တဲ့နေရာတွေကိုရှောင်ကြပြီးတော့တကယ်မလိုအပ်ပဲပြည့်ရှမ်းနေတဲ့နေရာတွေမှာသာစုပြုံတိုးနေကြတာတကယ်အနှစ်ကဘယ်မှမသိတကယ်လိုအပ်ချက်ကဘယ်နေရာမှာမသိပဲတလွဲစပင်ကောင်းပြီးတော့အလွဲတွေလိုက်နေကြတယ်လူတွေကြီးပဲလို့သိလာတဲ့အခါရင်ခုန်စရာဘာမှမရှိတော့ဘူးခင်ပါတယ်ချစ်ပါတယ်ဆိုတဲ့စကားတွေကလည်းအမြဲတမ်းပြောင်းလဲဖောက်ပြန်နေကြတာဖြစ်တဲ့အတွက်ချစ်တယ်ဆိုတဲ့စကားလုံးတစ်လုံးပြောလာတာဟာလည်းရင်ခုန်စရာလုံးဝမရှိဘူးဘာကြောင့်လဲဆိုတော့ကိုယ့်ထက်ချစ်စရာကောင်းတဲ့သူတယောက်ပေါ်လာရင်သူကပြေးချစ်အောင်မှာကိုယ့်ကိုလေးစားပါတယ်ခင်ပါတယ်ဆိုပြီးပြောတဲ့သူကလည်းနောက်ထပ်ကိုယ့်ထက်လေးစားစရာလူတယောက်ပေါ်လာလဲအဲ့ဒီနောက်လုံးပါသွားတာပါပဲ
အဲ့တော့ကိုယ်အနားမှာခြံရံနေတဲ့သူတွေဆိုတာလေတည်မြဲသောသစ္စာရှိသောအခြံရံမဟုတ်ဘူးအမြဲတမ်းကိုယ့်ထက်သာတဲ့သူနောက်ကိုပဲလိုက်နေကြတာကာမဂုဏ်နောက်ကိုသာလိုက်နေကြတဲ့သူတွေဟာအဟောင်းကိုပြစ်ပြီးတော့အသစ်နောက်ပဲလိုက်တတ်ကြတယ်ဒီအမှန်တရားတွေကိုမြင်ပြီးဆိုရင်ရင်ခုန်စရာဘာမှမရှိတော့ဘူးလောကကြီးကိုအဟုတ်မှတ်ပြီးတော့ကိုယ့်ကိုကောင်းစကားတွေပြောနေပြီးတော့ตายရပြီးတော့မေ့နေတာအမှန်ကကိုယ့်စီကအကျိုးတစ်ခုခုလိုလားလို့ကောင်းတာတွေပြောနေတာကိုကြိုက်တဲ့စကားတွေပြောနေတာသူလိုချင်တာမရတဲ့နေကြရင်ကိုယ့်ကိုနာကြီးသွားအောင်ကိုယ့်ဘဝဒုက္ခရောက်တော့အောင်ကြွယ်ရာကနေပြီးတော့ပြောတတ်ဆိုတတ်တာလေအဲ့ဒီလူတွေပဲကိုယ့်ကိုချီးကျူးစကားပြောနေတဲ့ပါဇက်တွေကပဲကဲ့ရဲ့စကားတွေပြောတတ်တယ်ဆိုတာများသိသွားမယ်ဆိုရင်လောကကြီးကိုတုံ့လှုပ်သွားလိမ့်မယ်အမှန်တော့လောကကြီးဟာရင်ခုန်စရာဘာမှမရှိဘူးဟန်ဆောင်မျက်နှာဖုံးတွေနဲ့အတူအယောင်တွေသာများနေတာအဲ့တော့ကိုယ့်ရဲ့သီလကိုယ့်ရဲ့သမာဓိကိုယ့်ရဲ့ပညာကိုသာအဓိကဖြည့်စွမ်းသွားတမလွန်အတွက်ကောင်းတယ်ဒီဘဝမှာလဲပေါ်လော်နေနေတဲ့လူတွေအကြားตาယာကနားတဲ့သူကိုစွန့်ဟန်ဆောင်မျက်နှာဖုံးတွေနဲ့ပြုံးပြကြွယ်ရကြရင်အတင်းတုပ်ตาလို့ရှိရင်ဝိုင်းပြီးချီးကျူးနာလို့ရှိရင်ဝိုင်းပြီးတော့ဒုက္ခပေးဝိုင်းပြီးတော့ဖြည့်ဆည်းတကယ်လို့ကိုယ့်ထက်ตาသွားပြီဆိုရင်လည်းမနာလိုစိတ်နဲ့ဖြည့်ဆည်းဖို့ကြံစည်ကြကိုယ့်ရဲ့နှိမ့်နေပြီဆိုရင်လည်းဖေးမကူညီရမယ်အစားချိုးနှိမ်ကြနင်းကြအဲ့လို yes တဲ့လောကကြီးရက်ဆက်မှုနှလုံးသားတွေနဲ့ရက်ဆက်စွာဆက်ဆံနေတာကိုဟန်ဆောင်မျက်နှာဖုံးတွေတတ်ထားပြီးတော့မရက်ဆက်သလိုမခွဲခြားသလိုလုပ်နေကြတဲ့လောကကြီးကိုအမှန်တိုင်းသာမြင်သွားမယ်ဆိုရင်ရင်ခုန်စရာဘာမှမရှိတော့ဘူးနားလည်ထားရမှာကကို့မှာဘာမှမရှိတော့တဲ့နေ့ကျရင်ကို့အနားမှာတယောက်မှမရှိတော့ဘူးဆိုတာကိုနားလည်ထားရမယ်အဲ့ဒါအမှန်တရားပဲဘယ်တော့မှဆိုမှန်နေမှာပဲအရင်တုန်းကလည်းမှန်ခဲ့တယ်အခုလည်းမှန်နေစေအနာဂတ်မှာလည်းမှန်နေအောင်ပါပဲဘာမှမလုံနိုင်တော့တဲ့နေ့ဘာမှမစွမ်းဆောင်နိုင်တော့တဲ့နေ့ကြလို့ရှိရင်လူတွေကိုယ်အနာကခွာသွားလိမ့်မယ်ဒါကြောင့်အမှန်မြင်အောင်ကြည့်ပါအမှန်မြင်အောင်ကြည့်ပြီးတော့ရင်ခုန်စရာဘာမှမရှိတော့တဲ့အခါအနှစ်ကိုသာရှားပါကိုယ့်ရဲ့ပြစ္ဆုတ်ပံတမလွန်ကောင်းစေမဲ့အနှစ်သာရအရှိဆုံးအလုပ်တွေကိုသာတိုးတိုးတိတ်တိတ်လုပ်သွားပါလူတွေကြားထဲမှာဟန်ဆောင်မျက်နှာပုံးတွေကြားထဲမှာရင်ခုန်မနေပါနဲ့တော့အားလုံးတရားအနှစ်တွေနဲ့သာပြည့်ဝကြကုန်၍အနှစ်ရှိတဲ့တရားတွေကိုသာစုဆောင်းနိုင်ကြပြီးကိုယ့်ဘဝပြစ္ဆုတ်ပံတမလွန်အကျိုးရှိတဲ့အရာတွေဖြည့်တင်သွားကြရင်ဖြင့်ကောင်းကျိုးမင်္ဂလာတွေပြည့်ပါစေလို့ဆုတောင်းပေးပါတယ်လူတွေဟာအမားလုတ်တတ်တယ်ဆိုပေမဲ့မမားသောရှင်နေမသေးသောစေသမားလို့ပြောကြပေမဲ့လို့တချို့တလေကိစ္စတွေကြတော့တစ်ချက်မှားတာနဲ့တစ်သက်လုံးပေးဆက်ရတာအဲ့တော့ကိုသိရှိထားရမှာကကိုဘဝကိုဂုဏ်သိက္ခာရှိစွာယက်တည်ဖို့သာလျှင်အရေးကြီးတယ်တည်ငြိမ်တဲ့ဘဝရဖို့ကြိုးစားနေဖို့သာလျှင်အရေးကြီးတယ်စားခြင်းရင်စားနိုင်ရမယ်သုံးခြင်းရင်သုံးနိုင်ရမယ်လှူခြင်းရင်လှူနိုင်ရမယ်ဒါပဲအဖြုံးမပါစေရဘူးဖြုံးတီးတဲ့ကိစ္စပါလာပြီဆိုရင်တော့အမားတွေစပြီးတော့ကျူးလွန်လာတာပဲမလိုအပ်တဲ့နေရာတွေမှာဖြုံးတီးပြစ်တာကြွားဝါလို့မလိုအပ်ဘဲနဲ့ဖြုံးတီးပြတာအဲ့ဒါတွေကအလကားပဲပြစ္ဆုတ်ပံတမလွန်ဘာကောင်းကျိုးမှလည်းမပေးသလိုသုံးဆွဲပြီးသွားတဲ့အခါမှာလည်းဘယ်သူမှအကျိုးတရားမရဘဲနဲ့အတလွတ်ရေထဲတွန်လိုက်သလိုပဲအဲ့တော့အဖြုံးတွေများပြီးတော့ဘဝရိုင်နဲ့သွားတာတွေလေအများကြီးရှိတယ်အရှိကိုသာတန်ဖိုးထားပါဒီအရှိကိုထပ်ပြီးတော့မဖြုံးပါနဲ့ဒီအရှိတရားကနေတိုးပွားလာအောင်သာကြိုးစားပါတိုးပွားလာဖို့ကြိုးစားတယ်ဆိုတဲ့နေရာမှာလေမှန်ကန်သောနည်းနဲ့ဖြောင့်မတ်သောတဲ့မတ်သောနည်းနဲ့ကြိုးစားပါတခြားသောမတရားသောနည်းပြောချင်တာကတော့လောင်ကစားနည်းလောင်ကစားမှတ်ပြီးတော့ရှိတဲ့အရာကိုတိုးအောင်ကြိုးစားမယ်လို့လုပ်လိုက်ပြင်မဲ့အဲ့ဒီလောင်ကစားကြောင့်ပဲတိုးမလာတဲ့အပြင်ရှင်ရင်းဆွဲတွေပါကုန်ပြီးတော့လုံးလုံးဒုက္ခရောက်သွားရတဲ့သူတွေအများကြီးပဲအမားမခံဘူးလောကကနည်းနည်းမှားတာနဲ့ခြေတလန်းမှားတာနဲ့ဘဝတစ်ခုလုံးပြတ်သွားတတ်တယ်အဲ့အမားတွေထဲမှာအယုံလွယ်ခြင်းလည်းပါတယ်အယုံလွယ်တယ်ဆိုတဲ့အရာကလည်းတခါလေးပဲယုံလိုက်မိတာပါ
ဒါပေမဲ့တဘဝလုံးအဖတ်ဆယ်လို့မရတော့အောင်ပျက်စီးသွားတာတွေရှိတယ်အဲ့တော့အမားမခံဘူးတတိမလွတ်နဲ့အပြောလဲဒီအတိုင်းပဲစိတ်လိုလက်ရနဲ့ပြောမိတဲ့အမားတစ်ခုစကလုံးအမားတစ်ခုကကိုယ်တသက်လုံးပြန်ပြီးတော့တောင်နလန်ထူလို့မရတော့အောင်ပျက်စီးသွားစေတယ်လူတွေမေတ္တာတုံးစေတဲ့စကားမျိုးပြောလိုက်မိတာမျိုးလူတွေရဲ့ဒုက္ခတွေကိုကိုချင်းမစားတဲ့စကားလုံးမျိုးသုံးလိုက်မိတာမျိုးလူတယောက်ရဲ့ယုံကြည်ချက်ကိုချိုးဖဲ့လိုက်တဲ့စကားမျိုးပြောလိုက်မိတာမျိုးအမှုမဲ့အမှတ်မဲ့ပြောလိုက်တဲ့ဆိုပေမဲ့အဲ့ဒီစကားလုံးတစ်လုံးအမားဟာကိုယ်သိက္ခာကိုတစ်သက်လုံးပြန်ပြီးတော့အဖတ်ဆယ်လို့မရအောင်ပျက်စီးသွားစေတတ်တယ်လူတွေရဲ့ယုံကြည်ကိုးစားခြင်းတွေပျက်စီးသွားတတ်တယ်လူတွေရဲ့လေးစားခြင်းတွေပျက်စီးသွားတတ်တယ်အဲ့ဒါတွေပျက်စီးသွားပြီဆိုမှတော့ဘဝကဘာမှမဟုတ်တော့ဘူးဒါကြောင့်အမားမခံဘူးတတိမလွတ်နဲ့ပြောတတိသွားတတိစားတတိလာတတိအမြဲတမ်းနေနေတာတော့ကမကြောက်ဘူးလောကကမျက်လုံးတောက်ထောက်ကြည့်နေတာအဝိဇ္ဇဝိတာကအစတောက်ထောက်ကြည့်နေတာပတ်ဝန်းကျင်ကိုဂရုစိုက်စရာမလိုဘူးဆိုပေမဲ့အေးအဲ့ဒီပတ်ဝန်းကျင်ကလည်းကိုယ့်ကိုနလန်မထူအောင်တတ်တတ်တယ်စကလုံးနဲ့တတ်တတ်တယ်ပဂတိလက်နက်နဲ့တတ်တာကသေခြင်းမသေမယ်အဲ့စကလုံးလက်နက်နဲ့တတ်တာကသေသွားတတ်တယ်နလန်မထူအောင်ကိုဒုက္ခရောက်သွားတတ်တယ်ဒါကြောင့်တတိဟုသည်ပိုသည်မရှိဘူးအမြဲတမ်းလိုအပ်နေတယ်အမားမခံဘူးတတိမလွတ်နဲ့တစ်ချက်အမားကိုပဲစောင့်နေကြတယ်ဆိုတာကိုလည်းတတိထားပါဒေါသမထွက်တတ်တဲ့သူကိုဒေါသထွက်အောင်ဆွပေးတတ်တယ်တာမန်ပဲကိုလည်းပုထုဇဉ်ပဲဒေါသထွက်တာဘာဖြစ်လဲလို့မပြောပါနဲ့အဲ့ဒီစင်ကြယ်မပေးပါနဲ့ကိုယ့်ရဲ့ဒေါသမထွက်တတ်သောပုံရိပ်ကနေဒေါသထွက်တတ်တဲ့ပုံရိပ်တစ်ခုဖြစ်အောင်ဖန်တီးပြီးအဲ့ဒီအကွက်တစ်ကွက်တည်းပဲလူတွေကိုပြပြီးတော့ကိုယ့်ကိုနာမည်ဖြတ်တတ်တယ်မတိနာမလဲတော့ဉာဏ်မရှိတဲ့သူတွေကအဲ့ဒီမဟုတ်တဲ့သတင်းတွေဘက်ကိုလိုက်တတ်တယ်အမှားသတင်းတွေကိုယုံတတ်တယ်ဒါကြောင့်မလို့စကလုံးတစ်လုံးနဲ့တတ်တတ်တယ်အနေအမအပြောအမအများကြီးဂရုစိုက်ရတာဖြစ်တဲ့အတွက်တိုးတိုးတိတ်တိတ်နေတတ်ဖို့အရေးကြီးတယ်အမှားမခံဘူးတတိမလွတ်နဲ့ဘဝပြတ်သွားတတ်တယ်ဒါကြောင့်မလို့အရာရာမှာတတိဝရှိရင်ဖြင့်ကိုအမြဲတမ်းစောင့်ရှောက်နိုင်ကြတဲ့သူတွေဖြစ်ပါစေဘေးရန်ကင်းကကိုယ့်ဘဝရဲ့တည်ငြိမ်မှုကိုထိမ့်သိမ်းထားနိုင်တဲ့သူတွေဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်လူတွေကမျက်စိပါတဲ့အတွက်ကြည်တတ်တယ်ကြည်တော့မြင်တယ်အဲ့မြင်တဲ့အခါမှာဉာဏ်အမြင့်အနှိမ့်အလိုက်ယူဆချက်တွေမတူကြဘူးအရာဝတ္ထုတစ်ခုကိုလူနှစ်ယောက်ကကြည့်တဲ့အခါမှာအမြင်နှမျိုးနဲ့ကြည့်တာမျိုးတွေရှိတတ်တယ်အမြဲတမ်းအရာတစ်ခုကိုရှုထောင့်နှစ်ခုရှိနေတတ်တယ်တဲ့အမြင်နှမျိုးရှိနေတတ်တယ်ကုသိုလ်ကောင်းမှုလုပ်ပြထားတော့မှတစ်ဖက်ကတရားတရားကောင်းတာပဲလူနိုင်တန်းနိုင်တယ်သာဓုပါလို့သာဓုခေါ်ပေမဲ့တစ်ဖက်ကတော့အလကားအလူကိုဗန်းပြပြီးတော့ attention ရှာနေတာအလူကိုဗန်းပြပြီးတော့ဒါသူပရိသတ်ရှာနေတာအဲ့ဒီလိုမျိုးတစ်ဖက်ကအစိုးမြင်နဲ့မြင်တတ်တဲ့ရှုထောင့်ကလည်းရှိနေပြန်သေးတယ်အဲ့တော့လူတယောက်ကလူသားကောင်းကျိုးတွေလုပ်တယ်လူသားကောင်းကျိုးလုပ်တယ်ဆိုတာတကယ်လုပ်ဖို့တဲ့သူမှသိလိမ့်မယ်ကိုယ်ရောစိတ်ရောနှစ်ထားမှလုပ်လို့ရတာဒါကိုအလုပ်လုပ်တဲ့သူအချင်းချင်းကနားလဲတယ်နားလဲတဲ့အခါကျတော့ကံကောင်းလိုက်တာလူသားတွေကောင်းကျိုးကိုဆောင်ရွက်ပေးနိုင်တာကျေးဇူးလက်တင်တယ်သာဓုလည်းခေါ်ပါတယ်သာဓုခေါ်ပေမဲ့တစ်ဖက်ကကြတော့အလကားပါဒီအရာတွေကသူပေးတာကနည်းနည်းပါစားတာကများပါအဲ့ဒီလိုမျိုးအမြင်တစ်မျိုးကရှိနေပြန်တယ်ဒီတော့ဆိုလိုချင်တာကတော့လူတွေဟာအမြဲတမ်းအကောင်းတစ်ခုကိုတောင်မှအစိုးမြင်တတ်တဲ့သူတွေရှိတတ်ကြတယ်ဘုရားရှင်ကိုတောင်မှအစိုးမြင်တတ်တဲ့သူတွေရှိတတ်ကြတယ်ဆိုတာကိုသိထားဖို့လိုတာကိုတတိပယုံတတ်ပဲအဲ့ဒီမှာကိုကသူများရဲ့အပြစ်တွေကိုကြည်တတ်တဲ့သူဆိုလို့ရှိရင်တတိပေးကြတာလေးကလူတယောက်ရဲ့အပြစ်အဝိစားဝတ်လာရင်တောင်မှအဲ့ဒီအဝိစားရဲ့အယောင်ကအစအပေါ်ကကိုအပေါ်ကစကိုအောက်အပိုင်းအထိအကုန်လုံးကိုအသေးစိတ်ကြည်တတ်ကြတယ်ကြည်ပြီးတော့ပြစ်ချက်ကိုရှာတတ်တယ်ကောင်းကွက်ကိုမကြည့်ဘူးဒီတိုင်းအပေါ်ယံလေးပဲကြည်တတ်တဲ့သူတွေဟာယဉ်ကျက်တဲ့သူတွေကြည်တာသီလသမารိပညာနဲ့ပြည့်စုံလာတဲ့သူတွေကလူကိုလူလို့ပဲကြည်လိုက်တယ်အပေါ်ကဝတ်လာတဲ့အဝတ်စားတော်မှာအယောင်လောက်ပဲတတိထားမိလိုက်တာဘာဝတ်လာတယ်လို့မသိဘူးတန်းရှာတယ်လို့ပိုက်စိတ်တိုက်ပြီးတော့မရှာတတ်ကြဘူးမကြည့်တတ်ကြဘူးအဲ့ဒါသူတော်ကောင်းအကြည့်ဒီဘက်က
ရုံမာတဲ့အလိုနဲ့ကြီးတတ်တဲ့သူတွေကဒီအဝတ်စားကဘာအဝတ်စားပါဘလောက်လဲတန်ဖိုးမရှိပါဘူးဈေးပေါ်တာကြီးဝတ်လာတာပါဈေးကြီးတာကြီးဝတ်လာပြန်တော့လဲတတ်တတ်ဖြုံးတာပါမလိုအပ်ဖဲနဲ့ဆိုလူတယောက်သူ့ဘာသာသူလွတ်လပ်ခွင့်နဲ့သူရှာတဲ့ငွေနဲ့ဝတ်တာတောင်မှအစိုးမြင်တတ်တဲ့သူတွေအတွက်ပြောကြတာကကိုသူတစ်ပါးကိုမြင်တတ်တယ်လို့ကိုလည်းမြင်အောင်ကြည့်ပါလို့ကိုကတော့ဘလောက်အပြစ်ကင်းတယ်လဲအဲ့ဒီလိုပြန်ပြီးတော့ကြည့်တတ်ရတယ်သူတော်ကောင်းစိတ်နဲ့နေကျင်တဲ့သူတွေအတွက်ကတော့အဲ့ဒီလိုအကြည့်မျိုးကိုရှောင်ပါအဲ့ဒီလိုအမြင်မျိုးကိုရှောင်ပါလူကိုလူလိုပဲကြည့်လိုက်ပါသူ့အပေါ်ကပါလာတော့ဂုံပကာသနာတွေကိုခွာပြီးကြည့်ပါမမြင်ပါစေနဲ့အဲ့လိုလိုက်ကြည့်တတ်တဲ့အကြည့်မျိုးလည်းမရှိပါစေနဲ့ပူလောင်တဲ့အကြည့်ဖြစ်ပါတယ်မအေးချမ်းဘူးအေးချမ်းကျင်တယ်ဆိုရင်လူကိုလူလိုပဲလက်ခံလိုက်ပါလူတယောက်ကိုအပြစ်ပြောချင်တယ်ဆိုရင်ကိုယ့်အပြစ်ကိုလည်းပြန်ကြည့်လိုက်ပါလူတယောက်ရဲ့ချွန်ရင်းချက်ကိုပြောချင်တယ်ဆိုရင်ကိုယ့်ချွန်ရင်းချက်ကိုအရင်ရှာကြည့်လိုက်ပါသူတစ်ပါးကိုမြင်တတ်တယ်လို့ကိုမြင်အောင်ကြည့်လိုက်တဲ့အချိန်မှာတည်ငြိမ်မှုကိုစပြီးရလာလိမ့်မယ်သူတစ်ပါးအပြစ်ကိုပြောတာအကုသိုလ်ဖြစ်တယ်ကိုယ့်အပြစ်ကိုရှုပြီးပြင်တာကုသိုလ်ဖြစ်တယ်ဒီတော့ကိုယ့်ရဲ့အာဏာချက်ကိုမြင်ရင်ပြန်လဲပြင်ဆင်ခြင်းရတယ်လမ်းမှန်ပေါ်ရောက်နိုင်တယ်လမ်းဖြောင်းပေါ်ရောက်နိုင်တယ်အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်နိုင်တယ်ကိုယ့်ရဲ့မှားကွက်ကိုမြင်ရင်အမှန်ပြင်ခွင့်ရမယ်အမှန်ပြင်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ဘဝလမ်းပြန်ပြီးတော့ဖြောင်းဖြူးသွားနိုင်တယ်ပြစ္ဆုတ်ပံဓမ္မလွန်နှစ်တန်သောဘဝမှာကောင်းကျိုးတွေရစေနိုင်တယ်ဒီတော့သူတစ်ပါးကိုကြည့်မဲ့အစားကိုသာကြည့်လိုက်ပါသူများကိုမြင်တတ်တယ်လို့ကိုလည်းမြင်အောင်ကြည့်မယ်ဆိုရင်ကုသိုလ်တွေပဲတိုးပွားလာပါလိမ့်မယ်လောကထဲမှာနေတတ်ထိုင်တတ်ပြောတတ်ဆိုတတ်ဖြစ်လာပါလိမ့်မယ်လောကထဲမှာသဟဇာတာမျှအောင်လူတွေနဲ့ချစ်ခင်နေနိုင်အောင်ဆိုလို့ရှိရင်မြင်တိုင်းမပြောတာကောင်းပါတယ်မြင်နေတာတွေကိုလည်းပဲမြင်တိုင်းမကြည့်တာကောင်းပါတယ်ကြည့်ခြင်းစရာတွေဖြစ်နေတိုင်းလည်းပဲမျက်နှာလွှဲတတ်တာကောင်းပါတယ်ဘာကိုပဲကြည့်ရမှာလဲဆိုတော့သီလကုံသမာဓိကုံပညာကုံကိုသာကြည့်ပါကောင်းကွက်တွေကိုသာရှာကြည့်ပါကောင်းတဲ့စကားတွေကိုသာရှာပြောပါအန္တရာယ်ကင်းဘေးရှင်းတဲ့နေနည်းဖြစ်လာပါလိမ့်မယ်တချို့ကဘဝဘေးအခြေအနေမကောင်းတဲ့အတွက်ကြောင့်ဆင်းရဲတဲ့ဘဝကိုရောက်လာကြတယ်အဲ့ဒီဆင်းရဲတဲ့ဘဝကနေပြီးတော့ကြကုတ်ကြခဲနဲ့ဒီဆင်းရဲမှုဒဏ်ကနေလွန်မြောက်အောင်ကြိုးစားသွားတဲ့သူတွေရှိတယ်ရုန်းထွက်သွားနိုင်တဲ့သူတွေရှိတယ်ရတဲ့နေရာကနေရတယ်လို့ကြိုးစားရုန်းကန်သွားကြတဲ့သူတွေရှိတယ်စိတ်နေစိတ်ထားအပြင်လည်းပဲကိုယ်ပတ်ဝန်းကျင်အတိုင်းဝိုင်းအရာအတွေးခေါ်နှိမ့်ကြနေကြတယ်ဆိုရင်ကိုအတွေးခေါ်မြင့်အောင်စီးဖို့တယ်လေ့လာတယ်စာဖတ်တယ်တန်းပညာပြေဝအောင်မသင်ရပါပဲစာဖတ်ခြင်းပညာကိုတော့သူလက်မလွတ်ဘူးစာအမြဲဖတ်တယ်ဖတ်နိုင်တဲ့များစာတွေလက်လန်းမိတဲ့စာတွေဘဝပေးတရုပ်ဖော်စာတွေသူဖတ်တယ်လောကကိုနားလည်အောင်လို့သူစ조사တယ်လောကကိုနားလည်မှုများလာလေသူဟာအဲ့ဒီလောကထဲမှာကောင်းကောင်းရှင်သန်လာနိုင်လေပါပဲလောကကိုနားမလည်တဲ့အခါအတ္တကြီးတဲ့သူသားတစ်ယောက်ဖြစ်လာတယ်လောကကိုခံစားမပေးနိုင်တဲ့သူတွေဟာကိုယ်တယောက်တည်းအတွက်ပဲကြည်လာတဲ့တပိုတည်းကြည်တဲ့သူတွေဖြစ်လာတတ်တယ်ဒီအခါမှာစိတ်ညစ်စိတ်ယုတ်ဆိုတာတွေပေါ်လာတယ်တပတ်သူတွေဘယ်လိုခံစားနေရတယ်ဆိုတာသူခံစားပေးတတ်တဲ့သူမျိုးမဟုတ်ဘူးဒီတော့အနံယူတယ်နှိပ်စက်တယ်အခွင့်အရေးယူတယ်ညစ်လာတယ်ပင်ကိုယ်ဘဝအခြေအနေကနှိမ့်ကြနေတဲ့အနေမှာနောက်ထပ်ကိလေသာအကုသိုလ်တွေနဲ့အနှိပ်စက်ခံပြီးတော့ပို၍ညစ်သွားတယ်အဲ့လိုညစ်သေးသောနည်းနဲ့ရှာဖွေရတဲ့အရာကိုလည်းအရသာတွေ့လာတယ်ပြီးတော့အကုသိုလ်နယ်ထဲမှာပဲသူနစ်နေပြီးတော့အကုသိုလ်ပြီးရင်အကုသိုလ်ပြီးရင်အကုသိုလ်နဲ့ပဲပို၍ညစ်တဲ့ညစ်သွားစေတယ်လူတယောက်ကကိုယ်ကိုမုန်းတယ်ဆိုလို့ရှိရင်လည်းပထမတော့မကြိုက်ဘူးဖြစ်သွားတယ်ဘာလို့မုန်းတာလဲပေါ့ဒါပေမဲ့ကိုကပြန်ပြီးတော့သူ့ကိုပြန်မုန်းလိုက်တဲ့အခါမှာပထမစိတ်ဆင်းရဲတာကနေပြီးတော့တဆင့်တက်ပြီးတော့ကိုယ်ပါရောပြီးတော့ညစ်သွားတယ်အဲ့ဒီမှာမှဒီအမုန်းကိုမပြေဘဲနဲ့အညို့အတေးအနေနဲ့ထားတတ်တဲ့သူတွေဆိုရင်ကိုယ်စိတ်ကိုမပြေနိုင်တဲ့အတွက်ကြောင့်တနေ့ပြီးရင်တနေ့ပို့ပြီးတော့မုန်းတယ်တနေ့ပြီးရင်တနေ့ပို့ပြီးတော့ညှိုးတယ်ဆိုတဲ့အရာတွေနဲ့သူဘာလို့အကောင်းမမြင်တော့ဘူးသူဘာပြောအကောင်းမမြင်တော့ဘူးအကုသိုလ်တွေကိုသာဆင့်ပွားနေတဲ့အတွက်ကြောင့်ညစ်တဲ့ညစ်သွားစေတတ်တယ်အဲ့ဒီမှာပထမအဆင့်ညစ်ထေးထားတဲ့အဆင့်မှာတ
တိရလို့ရှိရင်ဖြူစင်ဖို့အတွက်လမ်းစာရှိအောင်မယ်ပထမအဆင့်ကိုညစ်သေးတာကောင်မှမမြင်ဘူးဆိုလို့ရှိရင်ဘယ်တော့မှပြင်လို့မရတော့ဘူးဒုတိယအဆင့်ကိုတက်မယ်အဆင့်တက်သွားလေပို့ပြီးတော့ညစ်ဖို့ကြိုးစားလေပဲအညစ်တက်ကအားကောင်းသွားတဲ့အခါမှာဒီဘက်ကအဖြူဓာတ်ဘက်ကိုပြန်ရောက်လာဖို့ခဲရင်သွားတယ်ရုပ်မာတဲ့နည်းနဲ့အသားကျနေတဲ့သူတယောက်ဟာသူ့ရဲ့စီဝါရှာတဲ့နေရာမှာတော့၎င်းထမင်းရှာစားတဲ့နေရာမှာတော့၎င်းရုပ်မာသောနည်းကိုပဲသုံးကျင်လာတယ်တန်ရှင်းတဲ့နည်းကိုမသုံးကျင်တော့ဘူးအဲ့တော့မကောင်းမှုဒုစရိုက်ဆိုတာအစမပြုတာအကောင်းဆုံးပဲကိုဘဝကိုဖြူစင်တန်ရှင်းစွာရက်တည်နိုင်ဖို့ကြိုးစားဖို့လိုတယ်ပင်ကိုအနေထားနှိမ့်ကြနေရင်တောင်မှကိုယ်စိတ်ကိုမြင့်အောင်လှုပ်သွားနိုင်တဲ့သူတွေရှိတယ်ဆိုရင်အစကတည်းကမြင့်တယ်ဆိုရင်ပို့ပြီးတော့မြင့်အောင်ကြိုးစားရမယ်လူလည်းမြင့်တယ်စိတ်နေစိတ်ထားလည်းမြင့်တယ်ပညာလည်းမြင့်တယ်စီးပွားလည်းမြင့်တယ်စိတ်နေစိတ်ထားလည်းမြင့်တယ်ဆိုတာမျိုးကမှကောင်းတာလူကလည်းဖြူစင်တယ်စိတ်နေစိတ်ထားကလည်းဖြူစင်တယ်အလုပ်အကိုင်ကလည်းဖြူစင်တယ်အပြောဆိုကလည်းဖြူစင်တယ်ဒီလိုမျိုးဖြစ်အောင်ကြိုးစားရမှာဖရာတပည့်ဆိုတာဖြူစင်မှုစီကိုသွားတာညစ်သေးတဲ့စီကိုသွားတာမဟုတ်ဘူးအဲ့တော့ညစ်သေးစေသောအကုသိုလ်အလုပ်တွေကိုအစမ်းတောင်မလုံးမိစေပါနဲ့အဲ့ဒီအညစ်တွေဟာတစ်ခါကျူးလွန်ပြီးသွားရင်ထပ်ခါကျူးလွန်စေတယ်လူတွေရဲ့စိတ်ဟာမကောင်းမှုမှမွေးလျော်တယ်ဆိုတဲ့အတိုင်းပဲအဲ့ဒီမကောင်းသောနည်းယုံမာသောနည်းနဲ့ထမင်းရှာစားရတဲ့အရာတွေကိုအသားကျသွားရင်မေတ္တာတွေကရုဏာတွေပါအကုန်လုံးပျက်စီးသွားတာဖြစ်တဲ့အတွက်မိမိသူတစ်ပါးအကျိုးရုပ်ပြီးအပေစာတွေဖြစ်သွားတတ်တယ်။တတိထားဖို့ပြောလို့ရင်သာဖြစ်တယ်။ဘယ်တော့မှမိမိကိုယ်ကိုညစ်မသွားပါစေနဲ့ဖြူစင်အောင်သာကြိုးစားပါ။အားလုံးအေးချမ်းပျော်ရွှင်ကြပါစေ။